ကဲကျွန်တော်အခုလက်ရှိဒါကျွန်တော်ထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပပြုလုပ်ပေးနေတယ်ဒါကျွန်တော် PUG Mobile ကျွန်တော် PNGC ဒါပွဲမှာပေါ့ဗျာကျွန်တော်အခုလက်ရှိဒါပွဲထဲမှာရှိတဲ့ပတ်ကြီး United ဆိုတဲ့ဒါကျွန်တော်တို့ Porsche ကားတွေကိုဒါကျွန်တော်တို့ပြထားတဲ့နေရာမှာဒါကျွန်တော်တို့ Porsche ဒါကျွန်တော်စကင်ဖောက်ထားတယ်ပေါ့ဗျာဖောက်ထားတဲ့ဟာလေးတွေကိုပြပြီးတော့ဒါကျွန်တော်တို့ profile လေးနဲ့ဓာတ်ပုံရိုက်ပြီးတာနဲ့ဒါကျွန်တော်တို့ရလာတယ်ပတ်ကြီးရဲ့ဒါကျွန်တော်တို့ blind box လေးကိုဖောက်မယ်နောက်ပြီးတော့ဒီထဲမှာဆိုရင်လည်းဒါကျွန်တော်တို့ secret item နှစ်ခုပါမှာဖြစ်ပြီးတော့ဒါကျန်တဲ့ဟာလေးတွေကတော့ဒါကျွန်တော်တို့ဒါပတ်ကြီးရဲ့ guide လေးတွေပါမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်သူများတွေတော့ဖောက်ပြီးသွားပြီကျွန်တော်ကတော့မဖောက်ကသေးဘူးကျွန်တော် secret item လေးရမလားဆိုတာသိရအောင်ဖောက်ကြည့်မယ် let's go ကျွန်တော်စပြီးတော့ဖောက်မယ်ပေါ့ဗျာနောက်ပြီးတော့ကျွန်တော်ဖောက်မယ်ဆိုမှဒါအနောက်မှာလည်းစလေးပါတယ်ဆိုတော့ဒါပတ်ကြီး mobile ရဲ့ဒါကျွန်တော် player gift ဖြစ်ပြီးတော့ဒါ not for sale ဆိုတော့ဒါပြန်လဲရောင်းချဖို့မဟုတ်ဘူးဆိုပြီးတော့ပတ်ကြီးဘက်ကတခါလေးရေးပေးထားတယ်ဗျကဲတော့ကျွန်တော်ကြည့်မယ်ဗျဒါအလဲမှာဆိုရင်တော့ဒါကျွန်တော်တို့အားလုံးပေါင်း6ခုပါတယ်ဆိုတော့ဒါဘယ်တစ်ခုမှာဘာလေးတွေပေါက်မလဲဆိုတာကိုတူတူကြည့်မယ်စပြီ let's go ပတ်ကြီးရဲ့ blind box ဟုတ်လား secret item လေးများဖြစ်သွားမလားပေါ့ဗျာဆိုတော့အထဲမှာတော့ဘာမှမရှိဘူးเนาะကျွန်တော်ကြိုပြီးတော့သိပြအကြောင်းရင်းအဲ့အောင်အထဲမှာရှိတယ်ကြိုပြီးတော့သိနိုင်တယ်ဆိုတော့ဒါကဘာလဲရှက်ဝမ်းလို့ပြောတာโอเคဆိုတော့ဒါတော့သိကြတော့ secret item တော့မဟုတ်တော့ဘူးဆိုတော့အိုးဒါ secret item တော့မဟုတ်သေးဘူးဒါပေမဲ့ဒါကတော့ကျွန်တော်ပတ်ကြည့်ရဲ့ဒါကျွန်တော်တို့ဒါ cross play အနေနဲ့ပဲဖြစ်ဖြစ်ဒါတော်တော်များများနေရာမှာတွေ့ရတဲ့ဟာလေးပေါ့နော်ဆိုတော့အယုတ်လေးကဒါကျွန်တော်တို့ဘယ်လိုပြောရမလဲတေချာလေးတော့လုပ်ပေးထားတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ပထမဆုံးတရုပ်ကဲကျွန်တော်နောက်ထပ်တရုပ်သွားမယ်ကဲ good luck ပါတခွေးထဲမှာပဲပထမတရုပ်နဲ့ကတူတူပဲငါလည်းခွာ let's go ပါဒီကောင်လေးကကြတော့ကျွန်တော်ဟမ်မတ်လေးတော့ပြောင်းသွားတယ်ဟမ်မတ်လေးတော့အဝိုင်အောင်လေးဖြစ်သွားတယ်ပုံမှန်တိုင်းပါပဲဟာ hey finally secret item အေးမဝစကမှာထားကြည့်ရည်ဒါ secret item ပါလာဟမ်ဟုတ်လားဟိုအထုပ်တိုင်းအဲ့လိုပါတယ်ဟာသွားတာပဲရင်ခုန်သွားတာပဲကဲsecret item ထင်လို့ကွာငါလက်ခွမ်းထဲမှာအိုးဒါ secret item တော့မဟုတ်သေးဘူးပန်းရောင်နော်လက်ခံနေရတယ်โอเคနောက်ထပ်တစ်ယောက်ဒါလေးကပိုပြီးလှတယ်ကွာဒါပဲလေ secret item မဟုတ်သေးဘူးကြာ secret item လိုနေတာ secret item ဘာလဲကွာငါလက်ကွမ်းထဲမှာငါတို့ရင်ခေါ်တမင်တက်ပတ်ကြီးကလုံနေတာဟေးလို့ secret itemကာလာလေးဘာလေးဟမ်ဟောဒါလားဒါပဲလို့ဟမ်ရှစ်ဖောက်သွားတာ6ခုမှာဗျာကျွန်တော်ပြမယ်ဒီမှာကြည့်ရောင်ဆုံးပါဘူးပေါ့နော်ငါလည်းခွဲနေမှာပဲ secret item တခုမှမပေါက်ဘူးဟေးရှိုးလိုက်အောင်ရှိုးလိုက်အောင်လို့ဒီမှာ secret item တခုမှမပေါက်ဘောအောင်လေရှိုးအောင်တောချိတ်လေးတွေပေါ့နော်ဒါကီးချင်းလေးတွေဆိုတော့ဒါကျွန်တော်တို့ပတ်ကြည့် mobile ရဲ့ဒါကျွန်တော်တို့ဒါ United မှာဒါကျွန်တော်လဲပြီးတော့ရလာတယ်ဒါ secret box လေးကိုဖောက်ကြည့်ရအောင်เนาะဆိုတော့ဒါပတ်ကြည့် guide အယုံလေးတွေတော့ဒါရတယ်ဒါပေမဲ့ तू က secret item ပါတယ်လို့ပြောတယ်ဗျာနှစ်ခုတောင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တစ်ခုမှမရသွားပါဘူးကဲတော့အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ရှုပေးနေတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒါအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတော့အချိန်ခါလေးပြန်လှည့်ကြပါစေဆုမွန်ကောင်းတောင်းပေးလိုက်ပါအားလုံးပဲတက်တာပါ